ကုန်ဆုံးနေအချိန်များတရွေ့ရွေ့နေပြောင်းမြဲခရစ်တော်မိမကစကားသာအချိန်လိုက်ကြနေကြည်စမေလောကကြီးရဲ့ပြတ်တမ်းခြင်းပြောင်းဆုံးသောဝိညာဉ်များစွာရှိသည်လူသားတိုင်းဖြစ်စေနေကိုယ်တော်အတွက်ဆုံးမလို့စားနာဖြစ်ရမယ်ကုန်ဆုံးနေအချိန်များတရွေ့ရွေ့နေပြောင်းနေခရစ်တော်မိမကစကားသာအချိန်တိုင်းကြနေကြည်စမေလောကကြီးရဲ့ပြတ်တမ်းခြင်းပြောင်းဆုံး